ကျေးဇူးတင်နေချစ်တော်မူကိုများကျွန်တော်ကကိုထောင်းခါရပြောတယ်ဆရာနည်းနည်းဟောရှိနဲ့တူတယ်တဲ့ဟောရှိဆိုတာကအချင်းကြာမှာမဟုတ်လို့တိကျစမှာနော်တဲ့တနင်္ဂနွေချင်းစမယ်ဆိုတော့အတိကျပဲဘာလဲဆိုတော့နည်းနည်းကြာမှာမဟုတ်လို့သူပြောတော့တဲ့အတိုင်းပဲနော်ကြာရင်လဲနားလေပြီပေါ့ကျွန်တော်တို့ဒီနေ့ကျွန်တော်ရွေးထားတဲ့ခေါင်းစဉ်ကိုကျွန်တော်ပြောမယ်ကျွန်တော်ဘာပြောချင်လဲဆိုတော့ခေတ်ခဲတော့ကာလကိုဘယ်လိုကြော်လွှားပြီးတော့မှဘယ်လိုကျွန်တော်အောင်မြင်နိုင်မလဲခေတ်ခဲတော့ကာလကိုဘယ်လိုကြော်လွှားနိုင်မလဲဘယ်လိုအောင်မြင်နိုင်မလဲဒီနေ့ဒီချိန်မှာကျွန်တော်တို့တကယ်မခက်ခဲဘူးလားခက်ခဲပါတယ်ကိုအားနဲ့တော့မကြော်လွှားနိုင်တာသိကြတယ်ခုခွန်အားနဲ့လည်းမရပါဘူးကျွန်တော်တို့ရဲ့လုံးယူလို့လည်းမရတဲ့အရာတွေဗျအများကြီးရှိပါတယ်ဒါကြောင့်မနေ့ကလည်းဆရာကြီးပြောသွားတာပါလေအစအတွက်မစိုးရိမ်နဲ့အဝတ်အတွက်မစိုးရိမ်နဲ့အသက်တာအတွက်မစိုးရိမ်နဲ့ဆိုတဲ့စကားတွေကျွန်တော်ကြားတယ်ဒါမဲ့ဒီနေ့ဒီချိန်မှာကျွန်တော်တို့စိုးရိမ်ကြတယ်နော်ကဲကျွန်တော်တို့ကျမ်းစာအားလုံးဖတ်မယ် slide ထိုးပေးပါမြာလာပြီဇီရမီအနာဂတ်ကျမ်းစက်ခွန်ငါနီရှိတိဖတ်မယ်အာရဗျာမိတ်တော်မူပြီးကလူကိုကိုးစား၍လူတော်ကိုအမိပြုတဲ့စေတလုံးငယ်၌အာရဗျာတန်တော်မှာစကားတော်သူသည်ချိန်အပ်တော်သူသည်ကိုသူသည်တွင်မြတ်ရှိသောဒီပိတ်ချောက်ကဲ့သို့ကြည့်၍ကောင်းကျိုးတရားဆောင်ကိုမပြရဘယ်သူများဒီသောစာမည်တွေ့ချတော်ဝိပင်၌မြင်ရလိမ့်မည်သာရဗျာကိုးစားတော်မူသာရဗျာကိုမိမိကိုးစားရာရှိတော်သူသည်အာရှိရာကိုနာတော်သူသည်သူသည်ရာရှိတော်တဲ့၌ဆိုင်၍မြင်နာမှာမြင်ကြသဖြင့်ဘုရားရှိရာသာဘုရားဟုတ်ပြီကျေးဇူးပဲပြီးကြမှာအဲ့ဒီတိယောဟန်ကိုကျွန်တော်နောက်မှာဖတ်မယ်ကျွန်တော်ဒီထဲမှာကြည့်လို့ရှိရင်လူကိုကိုးစားတော့သူလူတတဝတကူကိုတခုခုကိုးစားတော့သူဒီကျင်အပ်တော့သူဖြစ်တယ်ဆိုတော့ကျွန်တော်ကလူတတဝပဲဖြစ်ပေါ့အရာရာအားလုံးကိုကိုးစားလို့ရှိရင်ကျွန်တော်ရဲ့အသက်တာဟာအလွန်ဆူရင်စရာကြောက်ရွံ့စရာဖြစ်တယ်တဲ့နော်စားမီဆိုတာကဘာမှပေါက်လို့မရဘူးလွန်ပြင်းဆိုတာကဘာမှစိုက်စားလို့မရတဲ့နေရာတွေဖြစ်တဲ့အတွက်အကျူးတက်ရောက်တော့လည်းပဲအဘယ်သူမြဘယ်လိုခေါ်မလဲအကျူးတက်ရောက်ချောင်းကိုလည်းသူမသိဘူးပေါ့နော်စားမီဆိုတာကကျွန်တော်တို့ကဘာမှစိုက်စားလို့မရတဲ့လူတော်မှနေလို့မရတဲ့လွန်ပြင်းပြီးချောက်တော့လွန်ပြင်းနိုင်နေထိုင်လိမ့်မယ်လို့ကျန်စာရတွေ့ရတယ်နောက်နံပါတ်9ကဘာလဲထာဝရဘုရားကိုကိုးစားတော့သူထာဝရဘုရားကိုမိမိကိုးစားရဖြစ်စီတော့သူဒီကောင်းချီးမင်္ဂလာခံတော့သူဖြစ်၏နောက်နံပါတ်10မှာပြောလဲသူဒီသူကားကြီးရှိသောအရ၌စိုက်၍မိနာမှာအမိဖြာသဖြင့်ပူသောအချိန်ရောက်ကြောင်းကိုမသိအရွတ်မငုံမနွမ်းမူခေါန်တော့ကာလ၌စူးရင်စရာမရှိအစင်မြဲအတိကူတီးတတ်တော့အပယ်နဲ့သူဤတဲ့ကျွန်တော်တို့အသက်တာဟာလူကိုကူးစားရင်ကျွန်တော်တို့ရဲ့ဘဝဟာအမတာမှကြောက်စရာကောင်းပါတယ်စူးရင်စရာတကယ်ကောင်းပါတယ်ဘုရားထံတော်ကနေပြီးတော့မှထွက်သွားမယ်လို့ကြံစီထားလိုက်တာနဲ့ကိုကဒီလူရဲ့အသက်တာဟာအလွန်ကြောက်ရွံ့စရာကောင်းတယ်တွေးချောက်တော့မီနဲ့တူတယ်စားမီလွင်ပြင်းမှာပေါက်တော့ပင်နဲ့တူတယ်လို့ကျွန်တော်တွေ့ရတယ်လွင်ပြင်းဆိုတာကကျွန်တော်တို့ချောက်တွေ့တဲ့အရက်ဒေတာဖြစ်တယ်ထာဝရဘုရားကိုကိုးစားတော့သူထာဝရဘုရားကိုမိမိကိုးစားရဖြစ်စီတော့သူဒီမင်္ဂလာရှိတယ်တဲ့ဒီနေ့ကျွန်တော်မင်္ဂလာလူချင်းလို့ good morning မင်္ဂလာပါဟုတ်တယ်မဟုတ်လားကျွန်တော်အဲ့လိုတယောက်နဲ့တယောက်နှုတ်ဆက်ကြတယ်ဘာဖြစ်လို့လဲဆိုတော့အမတားမှအကြီးကြီးလို့မဟုတ်အဲ့လိုပြောကြတာဖြစ်တယ်မင်းသားမဆိုင်တဲ့အပင်ဟာနီမပူလို့မဟုတ်ဘူးနီပူတယ်ဒါမဲ့နီပူလို့ပူမှမသိတဲ့လူတွေဖြစ်တယ်ကျွန်တော်တို့အသက်တာမှာလဲထာဝရဘုရား၌မိခိုကူးစားလို့ရှိရင်ဒုက္ခဆင်းရဲရောက်ပါမယ်
တခါတလေမပြည့်စုံမှုတွေရှိမယ်သို့တော်လည်းပဲဘယ်လိုပဲဖြစ်ဖြစ်ဟလားဖရာတခင်ရဲ့ကျေးဇူးတော်ကိုခံစားရပြီးတော့မှမိပူရင်လည်းပူမှမသိဘူးမိနာမှာစိုက်တော့ပင်ကဲတော့အရွက်မယုံမနွမ်းပဲနဲ့အချင်းတန်အတိကူတည်တတ်တယ်လို့ကျွန်တော်တွေ့ရတယ်အဲ့ဒီခက်ခဲတဲ့ကာလဆိုတာကကျွန်တော်ခရိယန်တွေအများကြီးကြုံကြပါလိမ့်မယ်အများကြီးကြုံကြမယ်ဆိုတာကကျွန်တော်ဒီနေ့ဒီခက်ကာလဟာအလွန်ကြောက်စရာကောင်းတယ်တရင်တစ်ခုခုကြာရင်နာယီတရင်ရိုက်ပြောတော့မသားတရင်ကြီးပဲကြားတယ်ပြည်တွင်းမှာရောပြည်ပမှာရောပေါ့နော်ဒီနေ့ဘာမှစိတ်ချစရာမရှိဘူးဒါကြောင့်မနေ့ကဆရာကြီးပြောတယ်လို့စူးရင်စရာအကြောင်းကြီးပဲဖြစ်ဒါကြောင့်ကျွန်တော်တို့ကဒီစူးရင်စရာကိုကြော်လွှမ်းနိုင်ဘူးဒုက္ခဆင်းရဲနေပြီးလော်မြောက်နိုင်ဖို့ရန်ကျွန်တော်တို့ဘယ်လိုနေထိုင်ကြမလဲဒီနေ့ကျမ်းစာအဖြစ်ကျွန်တော်အဖြေရှာကြရအောင်နော်ကဲကျွန်တော်တို့ဒီရောခန်းကြီးငါအငယ်လေးငါဖတ်ရအောင်ဖတ်မယ်ဘုရားသခင်အားဖြစ်တော်မူဒီကလောကကိုအောင်ကဲ့၏လောကကိုအောင်ခြင်းအကြောင်းကိုမာတို့၏ယုံကြည်ခြင်းပေ၏ယေရှုသည်ဘုရားသခင်၏သားတော်ဖြစ်သည်ကိုယုံကြည်တော်သူမှတပါးအဘယ်သူဒီလောကကိုအောင်တည်းကဒီမှာရှင်းပြထားတယ်ယေရှုဟာခမဲတော်သားတော်ဖြစ်တယ်လို့ယုံကြည်လက်ခံတော်သူမှတပါအဘယ်သူဒီလောကကိုအောင်နိုင်တယ်နည်းဒီနေ့လောကထဲမှာအောင်မြင်ခြင်းရှိတယ်လောကထဲမှာအောင်မြင်တာကဘာလဲပညာရေးထူးချွန်တယ်စီးပွားဥစ္စာဒနာဒီပြည့်စုံတယ်အဲ့ဒါလောကထဲကအောင်မြင်ခြင်းကျွန်တော်ရဲ့လောကထဲအောင်မြင်ခြင်းအကြောင်းကိုမပြောဘူးဒီနေ့လောကကိုအောင်မြင်ခြင်းဒီဒုက္ခအစင်းရဲထဲကနေအောင်မြင်ခြင်းကိုပြောချင်တာဖြစ်တယ်လောကထဲမှာအောင်မြင်တဲ့လူတွေအများကြီးရှိတယ်ဟာလားသူများတိုက်တာစီစိန်ဒီအများကြီးရှိဒါပေမဲ့လို့ကျွန်တော်အဲ့ဒီထဲမှာကျွန်တော်တို့ညှိမြုပ်ဘူးမဟုတ်ဘဲနဲ့ဒီလောကကိုအောင်မြင်ဖို့ဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံရောကမ္ဘာရောကြည့်လို့ရှိရင်ဘာဖြစ်လဲဆိုလို့ရှိရင် atmosphere လို့ခေါ်တယ်ပေါ့နော်လွှမ်းမှုဘာတွေကလွှမ်းမှုတလဲလီထုလွှမ်းမှုဟန်လီထုညံမှုယောဂဗျာထူပြုံးမှုအစာခေါင်းပါမှုပုံစံလုံးကြီးမြင့်မှုတွေကကျွန်တော်တို့ကဘာကြီးကိုလွှမ်းမိုးတဲ့ခါမှာခင်ဗျားတို့ကျွန်တော်တို့ဒီနေ့စိတ်မဆင်ရဘူးလားအဲ့ဒီထက်นี่ကျွန်တော်ဘယ်လိုအောင်မြင်ရဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ခုနတိယောအခန်းကြီးငါအငယ်၄၅မှာဘုရားသခင်သားဖြစ်တော်ဘုရားသခင်သားဖြစ်သူအမေရိကန်လောကကိုအောင်တတ်၏ကျွန်တော်ကဘုရားသခင်ကိုတကယ်စိတ်နှလုံးအကျွမ်းမဲ့နဲ့ယုံကြည်တဲ့အခါမှာကျွန်တော်လောကကိုအောင်တော်သားသမီးတွေဖြစ်တယ်ဟာလေလုယာအဲ့ဒီကလွယ်လို့ခင်ဗျားတို့လောကအောင်နိုင်စရာအကြောင်းကိုမရှိတာရွှေငွေယတနာဥစ္စာပစ္စည်းဒနာပစ္စည်းအများကြီးရှိပြီမဲ့ယေရှုဟာဘုရားသခင်ရဲ့သားတော်ဖြစ်တယ်လို့လက်မခံတဲ့ကာလပတ်လုံးဘယ်လို့မှလောကမအောင်နိုင်ဘူးလောကထဲမှာတော့အောင်မြင်သူဖြစ်ကောင်းဖြစ်မယ်လောကအောင်မြင်ဖို့ရန်ခင်ဗျားတို့နှလုံးသားထဲမှာယေရှုဒီခမဲတော်ဘုရားစီလို့တော်မူတော့သားတော်ဖြစ်တယ်ဆိုတာကိုယုံကြည်မှသာလျှင်ကျွန်တော်လောကကိုအောင်မြင်မယ်လို့နံပါတ်9မှာလည်းဘယ်လိုဆိုထားလဲယေရှုဒီဘုရားသခင်သားတော်ဖြစ်တယ်ကိုယုံကြည်တော့သူမှတပါယေရှုကိုရရှိခြင်းမှတပါအဘယ်သူဒီလောကကိုအောင်နိုင်သနည်းနော်ရှင်းတယ်နော်ယေရှုကိုရရှိခြင်းမှတပါအဘယ်သူဒီလောကကိုအောင်နိုင်တယ်လေလောကထဲမှာအောင်မြင်တဲ့တတိတကြွယ်ဒီရှိကောင်းရှိမယ်ဟုတ်လားတန်းကြွယ်တတိဒီရှိကောင်းရှိမယ်အဲ့ဒါဒီကလောကကိုအောင်မြင်တာလောကထဲမှာအောင်မြင်တာလောကကိုအောင်မြင်မှုရန်အတွက်ဒီနေ့ခရစ်တော်ဟာဘုရားသခင်သားတော်ဖြစ်တယ်လို့ဘုရားစီလို့တော့သားတော်ဖြစ်တယ်မူဒီဟုတ်ယုံကြည်တော့သူမှတပါအဘယ်သူဒီလောကကိုအောင်နိုင်တဲ့နေ့တဲ့ဒါကြောင့်ချစ်တော်ညီကိုများဒီနေ့ဒုက္ခဆင်းရဲအများကြီးရှိတယ်အမတားမှစိတ်ဆင်းရဲစရာတွေအများကြီးရှိတယ်အဲ့ဒီအတွက်ကျွန်တော်ကလုံယူလို့ရတာမဟုတ်ဘူးခုနကျွန်တော်တချင်းထဲမှာလည်းပါတယ်နော်ဟိုတို့ praise and worship ဆရာမလည်းပြောတယ်ဒါတွေလုံယူလို့ရတာမဟုတ်ဘုရားဆရာကြီးကြီးစိုးတဲ့တက်နဲ့ခံစားတဲ့အရာတွေဖြစ်တယ်ကျွန်တော်တို့ကလောကကြီးကိုအောင်ရှင်တယ်လို့ပြောပြီးမယ်လို့လောကကိုအောင်ရှင်တယ်လို့ပြောပြီးမယ်လို့ကျွန်တော်တို့ကဘယ်လိုမှမအောင်နိုင်ဘူးဖယားနာမနိုင်တာယေရှုမှတပါအခြားသောအောင်နိုင်လောကကိုအောင်နိုင်တော့သူမရှိဘူးလို့ပြောတဲ့အတွက်
ယေရှုမပါဘဲနဲ့အသက်တာမှာဘယ်လိုမှမအောင်မြင်နိုင်ဘူး6တွေ့တော့မီဖြစ်မယ်လို့ကျွန်တော်တွေ့ရတယ်ဒါကြောင့်ကျွန်တော်ရဲ့အသက်တာမှာယေရှုမပါဘဲနဲ့ခရစ်တော်ရဲ့အနာနေပြီးတော့မှထွက်ခွာသွားမယ်လို့ကြံစီတော့အချိန်ကစပြီးတော့တင်ဟာကြိမ်ချင်းခါတော့သူဖြစ်တယ်လို့ကျမ်းစာပြောတယ်နော်မယုံမရှိနဲ့ဒီမှာပြောတယ်လေသာရဖျားကိုကိုးစားတော့သူဒီသာရဖျားကိုအမိပြုတ်တစ်ဖြင့်စိတ်နှလုံးထဲ၌ဖျားထံတော်မှထွက်သွားတော့သူဒီကြိမ်ချင်းခါတော့သူဖြစ်တယ်ဖျားကိုအမိတော့ပြုတ်တယ်ဒါမဲ့သူစီကနေထွက်သွားတော့မယ်လို့စိတ်ထဲမှာကြံစီတာနဲ့တပြိုင်နက်ထဲမှာခမည်းဟာကြိမ်ချင်းခါတော့သူဖြစ်တယ်လို့ကျမ်းစာပြောတယ်သာရဖျားကိုကူးစားတော့သူသာရဖျားကိုမိမိကူးစားရဖြစ်စီတော့သူတပါကောင်းကြီးမင်္ဂလာကျွန်တော်မျက်စိကတော့အဲ့လိုပဲမမြင်လို့မို့သာရဖျားကိုကူးစားတော့သူသာရဖျားကိုမိမိကူးစားရဖြစ်စီအကြောင်းဖြစ်စီတော့သူဒီကောင်းကြီးမင်္ဂလာခါတော့သူဖြစ်တယ်ဒီနေ့ကျွန်တော်ယူထားတဲ့ရရှိထားတဲ့ခရစ်တော်ကိုဒီနေ့ကျွန်တော်ခရစ်တော်ယုံကြည်ပြီးတော့မှကျွန်တော်ကူးစားရခရစ်တော်ဖြစ်တယ်လို့လက်ခံယုံကြည်တဲ့လူမှတာရင်ကောင်းကြီးမင်္ဂလာခါတော့သူဖြစ်တယ်လို့ကျမ်းစာပြောပါတယ်သူကရည်ရှိတော့အရ၌မင်းနာမှာစိုက်တော့အပင်ဟလာနီးပွေလဲပူမမသိဘူးဟလာအချင်းတိုင်းအရွက်ဒီစူပီပြီးတော့မှအတီးအနာနေတီးတယ်လို့ကျွန်တော်ကျမ်းစာထဲမှာပြောပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့ဖျားကိုယုံကြည်မှတာလျင်ဖျားသခင်ယေရှုခရစ်တော်ဖျားကိုခမဲတော်ဖျားသားတော်ဖြစ်တယ်လို့လက်ခံယုံကြည်တော့သူမှတပါလို့ပြောတဲ့အခါမှာဒီနေ့ကျွန်တော်တက်တာဟာပြုပြင်စရာအများကြီးစဉ်းစားဆင်ခြင်စရာအများကြီးရှိတယ်ဒီအတွက်တော့ကျွန်တော်ဘယ်လိုမှလူအားနဲ့လုပ်ယူလို့မရဘူးငွေနဲ့ဝယ်လို့မရဘူးဒါကြောင့်ချစ်တော်ညီကိုများဒီနေ့ကျွန်တော်တို့ဘာကိုပြောချင်လဲဆိုလို့ရှိရင်ကျမ်းစာအရနည်းနည်းလေးကျွန်တော်ကျမ်းစာနဲ့တစ်ခါပြန်ချိန်ထုတ်ပြီးတွားချက်တွားချက်ရအောင်ဒါန်ဂျီလာခန်းကြီး3:21ကိုကြည့်ဒါန်ဂျီလာခန်းကြီး3အငယ်21ကနေ23ဖတ်လို့ရှိရင်ဆီယဒရန်မီရှက်အဘေဒန်နီဂိုဟာလာအဲ့ဒီ3ယောက်ဟာဘုရားသခင်ကိုယုံကြည်ကိုးစားတော့သူဖြစ်တယ်ဘုရားသခင်ကိုယုံကြည်ကိုးစားတဲ့သူဖြစ်တဲ့အတွက်သူတို့ကိုဟာလာမိဘခနေစာရဲ့ရွှေရုပ်တူကြီးကိုကိုးကွယ်ခိုင်းတယ်သူတို့ကကဲရွှေရုပ်သူ့ကိုမကိုးကွယ်တဲ့လူဟာမိပုံထဲထည့်ရမယ်ဆိုတဲ့သူတို့ပဲဥပဒေတစ်ခုလုပ်ထားတယ်သူတို့ဘာပြောလဲဆိုတော့ကျွန်တော်ဒီမှာသူတို့သုံးဆွဲတဲ့စကားဟာအလွန်လာကျွန်တော်ဘာသဘောကျလဲဆိုတော့ကျွန်တော်တို့ကူကွယ်တော့ဖျားသခင်ဒီမိလောင်ထဲကျွန်တော်တို့အားမိရှန်ရဲ့အထက်ကနေကျွန်တော်တို့ကိုကယ်လွတ်နိုင်တယ်တဲ့မိရှန်တဲ့အထက်မှာမိလောင်တဲ့အထက်မှာကျွန်တော်ကယ်လွတ်နိုင်တယ်တဲ့ကုတော်လက်ထဲကနေကျွန်တော်တို့ကယ်လွတ်နိုင်တယ်ဒါပေမဲ့လို့ကယ်လွတ်နိုင်တော်လဲပဲအရှင်မင်းကြီးရဲ့ရုပ်တုကိုမကူးကွယ်ဘူးလို့သူပြောတယ်ဘလောက်လာတဲ့စကားလဲအဲ့ဒါဘုရားသခင်ကိုအမိပြုတ်တော်သူဘုရားသခင်ကိုကိုးစားတော်သူရဲ့ဘဝအသက်တာစဉ်းစားကြည့်လိုက်ခင်ဗျားတို့ကျွန်တော်တို့ဒီနေ့မိပုံရှိမှထဲတော့မယ်ဆိုရင်ကိုးကွယ်လိုက်မလဲဘာခက်တာမှမလဲကိုလေးခါချလိုက်မယ်ဒီလူတွေယုံကြည်ခြင်းဟာကုတော်လက်ထက်ကနေလဲနှုတ်နိုင်တယ်မိရှန်လက်ထက်ကနေလဲကျွန်တော်ဘုရားကနှုတ်နိုင်တယ်အကယ်လို့များမနှုတ်ခဲ့သည်ရှိတော့ခင်ဗျားရုပ်တုကိုမကိုးကွယ်ဘူးဟာလေလုယာအဲ့ဒီစိတ်ဓာတ်ဒီဟာပါလဲဆိုတော့တခင်ကြီးရှုသည်ခမဲတော်ဖျက်စီလို့တော်မူတော့တာလို့ပြောအဲ့ဒီတာကိုယုံတော့သူမတပါအဘယ်သူဒီလောကကိုအောင်နိုင်တယ်ဒီနေ့ကျွန်တော်လောကမှာအောင်မြင်လို့ဘိုင်းဘုံကြနေတဲ့လူတွေအများကြီးရှိစီပွေရဖြင့်ကြနေတယ်ပညာဖြင့်ကြနေတယ်စီပွေအရာပညာရေးအရာကျမ်းမာရေးအရာဖျားတခင်ကိုကြောခိုင်းအဲ့ဒီလူတွေလောကကြီးမှာကျွန်တော်အများကြီးရှိကြတယ်ဒီနေ့ကျွန်တော်ပြောချင်တဲ့အရာပါလဲဆိုလို့ရှိရင်ဒီဆီယဒရန်မီရှက်အဘေရနီကိုရဲ့စိတ်တဟာမီလျံထဲကနေဘုရားသခင်ရွေးနှုတ်နိုင်ပါတယ်တဲ့ကိုရောရဲ့လက်ထဲကနေကျွန်တော်ရွေးနှုတ်နိုင်ပါတယ်တဲ့ဒီထဲကနေဘုရားသခင်ကကျွန်တော်ကိုးကွယ်တဲ့ဘုရားမရွေးနှုတ်ခဲ့သည်ရှိတော်မှ
ခင်ဗျားရွှေရုပ်တိတူကြီးကိုမကူးကွယ်ဘူးတဲ့ပြတ်သားတယ်နော်ဒါမျိုးကိုတကယ်ပဲကျွန်တော်တို့ဒီနေ့အင်ပြန်ယူတော့ဘူးတိတ်ကောင်းတယ်ဒီလိုစိတ်ဓာတ်မျိုးဟာယုံကြည်ခြင်းဖြစ်တဲ့အတွက်ဒီလိုပုံစံမျိုးနဲ့ကျွန်တော်တို့အသက်တာတကယ်ပဲကျွန်တော်တို့ရှင်သန်မှုရန်ကျွန်တော်ခွန်အားပေးခြင်းတယ်တေချင်းရှင်ချင်းကဘုရားလက်ထဲမှာရှိတယ်တေချင်းရှင်ချင်းဘုရားလက်ထဲမှာရှိတယ်အဲ့ဒီကျွန်တော်တို့နိဗ္ဗာန်ခဏစားလက်ထဲမှာမရှိဘူးမိပုံထဲမှာချရင်လည်းဘုရားကယ်နိုင်တယ်ကိုရောရဲ့လက်ထဲကနေလည်းကယ်နိုင်တယ်မကယ်ခဲ့သည်ရှိတော့မကူကွယ်နိုင်ဘူးဆိုတဲ့စိတ်ဓာတ်တရားဒီနေ့ကျွန်တော်ခရိယန်တွေရဲ့အသက်တာမှာအမတားမှနိတ္တဘွယ်ကောင်းတဲ့အရာတွေဖြစ်တယ်ကဲကျွန်တော်တို့ဆက်ပြီးတော့မှဒန်ဇီလာခန်းကြီး6အငယ်6မှာဒန်ဇီလာကိုခေါ်ပြီးတော့မှချင်းတိတ်တွန်းထဲချတော့ဘာဖြစ်လို့လဲဆိုတော့ तू ကမိဘခနေဇာမင်းကြီးရဲ့အမိန့်တော်ကိုမလိုက်နာဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့စုတောင်းတဲ့အတွက်ကြောင့်မလို့ဟုတ်လား3ခါစုတောင်းတယ်နော်တရက်မှာလူတယောက်မိချောကျွန်တော်4ခါ5ခါလောက်ရှိမယ်ဟာမင်းဘယ်ဒန်ဂျီလာထက်တော့များပါလားဆိုအေးရထားသမင်းစားတဲ့ချိန်နောက်အေးရဝင်တဲ့ချိန်သမင်းစားတာ2ခါဆိုတော့2ခါပေါ့4ခါပေါ့နောက်ပြီးတော့မှအေးရဝင်တဲ့ချိန်အေးရထားတဲ့ချိန်4-5ခါရှိခိုးတယ်တဲ့ခင်ဗျဒန်ဂျီလာထက်တော့များတယ်အဲ့ဒီလူဟာမျိုးတွေမဟုတ်ဘူးဒန်ဇီလာတို့ကတကယ်ပဲပရင်ပူဖွင့်ပြီးဒူးထောက်ပြီးတော့မဆုတောင်းအကျဉ်းချင်းဆုတောင်းတယ်နော်3ချိန်ဆုတာကခင်ဗျားတို့4-5ခါအဲ့ဒီလူပေါ့စားတဲ့အချိန်လောက်ဆုတောင်းတာ ਨੇ မတူဘူးဆိုတာကျွန်တော်နားလဲရဆိုတော့ဒန်ဇီလာကိုမိပုံထဲမှာချလိုက်တယ်မိပုံထဲ sorry ရှင်တိတ်တွင်းထဲချလိုက်တယ်ရှင်တိတ်တွင်းထဲမှာချတဲ့ခါမှာမှာလိုက်တယ်နိဗ္ဗာန်နေစာမင်းကြီးအမစီဒန်ဇီလာမင်းမပြက်ကူးကွယ်တော့ဖခင်ကမင်းကိုကယ်ပါစီဆိုပြီးမှားလိုက်တယ်တကယ်ချက်တော့လေဒန်ဇီလာခုနပြောတဲ့ဖခင်ရဲ့လူသာရဖခင်ကိုကူးစားတော့သူဖြစ်သောကြောင့်အဲ့ဒီမိဒီချင်းတိတ်တွင်းထဲကနေပြီးတော့မှချင်းတိတ်ပါဇက်ကိုပိတ်ပြီးတော့ဘာမှမဖြစ်ဘူးမနေ့ကျမှသူတို့ကဘယ်လိုနေလဲဆိုကြည့်တဲ့အခါမှာကြမ်းကြမ်းမာမာနဲ့ဒန်ဇီလာထွက်လာတာကိုတွေ့ရတယ်ဆိုလိုတာကဒီလူတွေရဲ့အသက်တာဟာအလွန်အမတန်မှကျွန်တော်မြတ်နူးစရာကောင်းတဲ့ယုံကြည်ခြင်းဖြစ်တယ်ချစ်တော်ညီကိုများကျွန်တော်ယောဟန်အခန်းကြီး15အငယ်1ကနေကြည့်လို့ရှိရင်ဘာဖြစ်လဲဆိုတော့ငါဒီစပစ်ຫນွေပင်ဖြစ်၏တင်တို့ဒီငါခမဲတော်ဒီစပစ်ဥယျင်ဖြစ်တော်မူ၏စပစ်ဥယျင်စောင့်နေတာခမဲတော်ဖျားဖြစ်တယ်ခရစ်တော်စပစ်ပင်ဖြစ်တယ်အဲ့ဒီစပစ်ပင်နဲ့ကျွန်တော်တို့စက်နေမှတာလင်းကျွန်တော်ရဲ့ဘယ်လိုခေါ်မလဲအတီးတီးမှဖြစ်တယ်ဒါကြောင့်စပစ်ပင်နဲ့ကျွန်တော်တို့ကဒီအခက်အလက်ဒီဟာဖြည့်ဆည်းလိုက်အတီးမတီးနိုင်ဘူးကျွန်တော်တို့ကခရစ်တော်နဲ့မှမတီးဘူးဆိုရင်ခရစ်တော်နဲ့မှမဆက်တွေ့ဘူးဆိုရင်ကျွန်တော်တို့ဟာကောင်းချီးခံစားစရာအကြောင်းမရှိဘူးဒါကြောင့်မလို့စူးရင်စရာရှိတယ်လို့မနက်ကဆရာကြီးပြောတယ်လို့ပေါ့နော်ကျွန်တော်အသက်တာစူးရင်ခြင်းကနေလွတ်မြောက်နိုင်ဖို့ရန်အတွက်ဒီနေ့လောကကိုအောင်တော့သူလောကကိုအောင်တော့သူဒီခမဲတော်ယေရှုဒီခမဲတော်ဖခင်ကြီးတာဖြစ်တယ်လို့ယုံကြည်ခြင်းမှတပါအဘယ်သူဒီလောကကိုအောင်နိုင်တဲ့နည်းချစ်တော်ဓမ္မမိတ်ဆွေများလောကကိုအောင်ခြင်းနဲ့ကျွန်တော်သားသမီးအရောက်တိုက်ဟာဖခင်တခင်ကိုကျွန်တော်တကယ်ကူးစားပြီးတော့မှယေရှုဒီခမဲတော်ရဲ့သားတော်စီလွတ်တော်မူသောသားတော်ဖြစ်တဲ့ကယ်တင်ရှင်ဖြစ်တယ်အဲ့ဒီလိုယုံကြည်မှတာလင်ကျွန်တော်ဟာစပစ်ပယ်နဲ့အနွယ်နဲ့ကျွန်တော်တို့ကစပစ်ပယ်မှနဲ့ဆက်နွယ်နေတဲ့အခက်ဒီဖြစ်ဖို့ရန်ကျွန်တော်အသက်တာအမတန်အရေးကြီးပါတယ်ကျွန်တော်တို့ဓမ္မဇာဇဝင်စတုရဆောင်အခန်းကြီး4ရာနီရှိနည်းနည်းကြည့်လို့ရှိရင်ပေါ့နော်အဲ့ဒီမှာဟိုရှုနေမြို့သူရှိတယ်ရှုနေမြို့သူဆိုတာကနာမည်မရှိဘူးသူကရှုနေမြို့သူလို့ပဲခေါ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီရှုနေမြို့သူဟာတာသမီးမထုံကားဘူးဇနီးမောင်နှံတော်တော်အသက်ကြီးလာပြီဦးနေပြီအသက်ကြီးပြီအဲ့ဒီမှာအီလိရှဲကသူ့အိမ်ရှိမှဖြတ်တော့ဖြတ်လာရှိတဲ့ခါကျတော့ तू ကဘယ်လိုခေါ်မလဲဆိုပြီးတော့ तू ကအီလိရှဲကိုအင်ပေါ်မှာဝင်ယူလို့ပြောတယ် तू အခန်းတစ်ခုဖွဲ့ပြီးပြီးတော့မှအဲ့ဒီမှာစပွဲတစ်လုံးကဒန်တစ်လုံးထိုင်ခုံတစ်လုံးမီးအိမ်တစ်လုံးပေါ့နော်မီးတိုင်တစ်ခုပြီးပြီးတော့မှအဲ့ဒီမှာအေးစီနေခိုင်းတယ် तू တပည့်ကြီး तू ကအီလိရှဲဘာပြောလဲအော်ရှုနေမြို့ तू ငါရှင်ဘရင်စီမှာဘာပြုတ်ပေးရမလဲမင်းဘာလူချင်းတယ်လဲ
ငါတို့အတွက်မင်းဒီလောက်ကြီးတောင်လုပ်ပေးထားတဲ့အတွက်ငါမဲ့အတွက်ငါဘာလုပ်ပေးရမလဲပြောပါလို့ပြောတယ်မင်းကြီးစီပြောမလားရှစ်ဘူကြီးဘူမင်းတို့စီပြောပေးရမလားဆိုတော့သူဘာပြောလဲဆိုတော့ဘာမှမလူချင်ဘူးတဲ့ဘာမှမပြောဘူးဒါမဲ့ဂီဟာကြီးကဘာပြောလဲဆရာကြီး तू မှာသားသမီးမရှိဘူးသားမရှိဘူးတဲ့သားမရှိဘူးဆိုတာကအသက်ကြီးပြီးနောက်စလုံးဦးသွားပြီသူတို့ကိုနိုင်ကလည်းသားသမီးမျောလင့်ခြင်းမရှိတော့ဘူးရှိတဲ့အချိန်မှာမရှိတဲ့အတွက်သားသမီးသားမလိုတော့ဘူးဒါပေမဲ့ဂီဟာကြီးက sorry အီလိရှေကလာမဲ့နေ့ဒီချင်းကြရင်သားဖက်ရန်ရမယ်တကယ်လဲအချင်းတိုင်းမွေးပြီးတော့မှသားတယောက်မွေးလာတယ်အဲ့ဒီသားနုနဲ့ကြွားတဲ့ခါမှာအဖေနဲ့လိုက်ပြီးတော့တောင်းလဲတယ်ပေါ့နော်တောင်းရတော့တယ်လို့ပဲပြောလိုက်မယ်တောင်းရမှာတွားပြီးတော့မှနိခင်းကြတော့ခေါင်းကိုက်တယ်ခေါင်းနာတယ်တဲ့ခေါင်းနိုင်တော့အင်ကိုတွားပို့လိုက်ဆိုတော့အမေအင်ကိုပို့ပြီးတော့မှအမေရင်ခွန်ထဲမှာရှိတဲ့ချင်းစစ်နာနာကြော်လောက်ကြတော့တေသွားတယ်ပေါ့တေသွားတဲ့ခါကျတော့ तू ကစုနေမြို့ तू ကဘုရားကိုတကယ်ကူစားတဲ့လူယုံကြည်တဲ့လူဖြစ်တဲ့အတွက် तू ကအဲ့ဒီတားကိုခုနဂီဟာကြီးအိတ်တဲ့အခမ်းမှာအိတ်ခိုင်းလိုက်တယ်အိတ်ခိုင်းပြီးတော့မှပြင်ဆင်ပြီးတော့မှသူ့ကြော်နဲ့ချစ်ချင်းလာကုန်နေဒီစီပြီးတော့မှချစ်ချင်းကိုကျွန်တော်တို့အီလိရှေရဲ့ရှိတဲ့တောင်ကိုတွားလိုက်တယ်အဲ့ဒီမှာတွားလိုက်တဲ့ခါမှာကျွန်တော်တို့ဂီယာဟီကလမ်းကျူတယ်တွားကျူလိုက်ပါလို့ကျူလိုက်တဲ့ခါမှာကိုယ်တိုင်မာရဲ့လားမာတယ်ယောက်ျားမာရဲ့လားမာပါတယ်ကိုထောင်းNo man can live without water. Tuy lo to kinung tayo ma ken je. Suro kurai ma ye la ma de. Yao jiao ma ye la ma de. Tao ma ye la chen ma de. A kong long chen ma de su bi ro ma ta ta ke ro. Ilishe ai ya ma te ni bi. Nyu nge de sai ne Ilishe tui de kha maသူဂီဟာကြီးလွတ်တာဒီပိုင်းမပြောတော့ဘူးသွားပြီးတော့မှသူနဲ့လိုက်သွားပြီးတော့မှကူတိုင်းမလိုက်ရင်ကျွန်တော်မသွားနိုင်ဘူးတဲ့ရှုနေမြို့သူကဆိုတော့အီလိရှေလိုက်သွားပြီးတော့မှအဲ့ဒီတားပေါ်မှာနှုတ်ချင်းနှုတ်မျက်စိချင်းမျက်စိပေါ့နော်လက်ဒီအဲ့ဒီလိုရင်ပတ်ချင်းအပ်ပြီးတော့မှအဲ့ဒီလိုလောက်တဲ့ခါမှာဟိုနာခုနကျင်လောက်ချီပြီးတော့မှချီဆက်တယ်လို့ပြောတယ်အဲ့ဒီမှာပြန်အသက်ရှင်လာတာကိုတွေ့ရတယ်အဲ့ဒါဘာလဲဆိုတော့မိခင်ရဲ့ယုံကြည်ခြင်းအဖြစ်တည်သွားတဲ့အဲ့ဒီသားလေးကိုအသက်ရှင်ခွင့်ရတယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်။ဒါကြောင့်မလို့ကျွန်တော်အသက်တာမှာဒုက္ခဆင်းရဲတွေစိုးရင်စရာတွေအများကြီးရှိပါတယ်။သို့တော်လည်းပဲဖယားတခင်ကိုမိခုကူစားတော့သူဟာဒီဒုက္ခဆင်းရဲတွေလွတ်ပြီးတော့မှလောကကိုအောင်တော့သူဖြစ်နိုင်ပါတယ်လို့ကျွန်တော်အဲ့လိုပြောချင်တာဖြစ်တယ်။ကျွန်တော်တို့မာကုခန်းကြီး9အငယ်20နှစ်ကနေဖတ်လို့ရှိရင်20နှစ်43လောက်ကြီးလို့ရှိရင်ဇိုင်ရပ်စ်ဇာအီယူဟောတယ်ဗမာလူကြတော့လေဇိုင်ရပ်စ်တရားစီရင်မှုဖြစ်တယ်အဲ့ဒီချိန်မှာယေရှုလာတယ်ဆိုကြားတဲ့ခါမှာသူ့သမီးကအဲ့မှာတေးဆဲရှိတယ်လို့ပြောတယ်တေးအန်ဆဲရှိနေတဲ့ချိန်မှာဇိုင်ရပ်စ်ယေရှုလာတယ်ဆိုတာကိုသိတဲ့ခါကျတော့တွားပြီးတော့မှလိုက်သွားတယ်လိုက်သွားပြီးတော့မှကိုရောကျွန်တော်သမီးတေးဆဲရှိတယ်ကိုရောလာပြီးလက်တင်ရင်အသက်ရှင်နိုင်တယ်ဆိုပြီးတော့မှဒီလိုယုံကြည်ခြင်းဇိုင်ရပ်စ်ရဲ့ယုံကြည်ခြင်းကိုပြောပြတာဆိုတဲ့ခါကျတော့ကိုရောကလည်းတွားကြတယ်ပေါ့တွားတဲ့အချိန်မှာပဲဒီကြားထဲမှာဘာပြဿနာလာဖြစ်လဲဆိုတော့စစ်အနစ်သွေးသွန်တဲ့မိန်းမအင်ကြီးပပွားလေးကြိုက်လိုက်တာနဲ့ကိုရောထံကနေတကူးထွက်ပြီးတော့မှခလီကောင်မလေးရဲ့သွေးစုရတော့ဒီခန်းချအနာရောဂါပျောက်သွားတဲ့ခါမှာတအားလန့်သွားတာပေါ့လန့်သွားပြီးတော့မှ
ကိုရောကတခုခုဖြစ်ပြုတ်မလားဆိုတဲ့သဘောကိုကြောက်ပြီးတော့မှငါသမီးမကြောက်နဲ့တင်းယုံကြည်ခြင်းနဲ့တင်းအနာရောဂါငင်းစီပြီးအနာရောဂါငင်းစီပြီးလို့ပြောလိုက်တဲ့အခါမှာကောင်မလေးကကြမ်းမှသွားတယ်အဲ့ဒီအချိန်မှာယေရှုကိုယ်တိုင်ကြားနေတဲ့စကားပါလဲဆိုတော့ဇိုင်ရပ်စ်ငါနေပြီးလူတယောက်အလုတ်သမားတယောက်လာပြီးတော့မှတခင်ဒီဆရာကိုလုံးဝအနောက်ရှက်မပေးနဲ့တော့သမီးသေးပြီတဲ့သမီးသေးပြီဆိုတော့ဇိုင်ရပ်စ်စိတ်ထဲမှာဘလို့ဖြစ်မလဲဒီမင်းမကလာပြီးမနောက်ရှက်ငါတော့ရောက်ခါနေပြီရောက်တော့မယ်အိမ်ရောက်တော့မယ်ဒီမင်းမနောက်ရှက်တာကြောင့်မလို့ကျွန်တော်တို့ကနည်းနည်းနောက်ကြလို့ငါသမီးသေးတာလို့ပြောစရာတော့ရှိကောင်းရှိနိုင်ပါတယ်သို့တော်လည်းပဲဘလို့ဖြစ်လဲဆိုတော့ယေရှုကဘာပြောလဲမဆူရင်နဲ့တဲ့ယုံကြည်ခြင်းတစ်ခုတာတင်၌ရှိစီလို့ဒီနေ့ကျွန်တော်ယုံကြည်ခြင်းတစ်ခုတာကျွန်တော်အရောက်တက်ရဲ့နှလုံးသားထဲမှာရှိခြင်းဒီတေတော့သူကိုထားမျိုးစီခြင်းဖြစ်တယ်ဟာလေလုယာအဲ့ဒီကြတော့သူတို့ယိုင်ရပ်စ်အင်ယူရောက်ပြီးတော့မှသွားတဲ့အခါမှာတိမ်နေပြီတကယ်တိမ်နေပြီလူတွေငူးနေပြီကိုရောကသွားပြီးတော့မှဒီသမီးမသိပါဘူးအိပ်ပျော်နေတာပါအိပ်နေတာပါဆိုတော့ဟိုကောင်တည်းကတော့ဟားတော့တိုက်တယ်ဆိုတော့ငါသမီးထားလို့ဆိုလက်လေးကင်ပြီးတော့မှအဲ့ဒီလိုချီကြွလိုက်တဲ့ခါမှာသမီးလေးထားသွားတာဟိုကျွန်တော်အားလုံးရုပ်ရှင်ထဲမှာလည်းမြင်နေကြတဲ့အရာတွေဖြစ်တယ်ဆိုလိုတာကဒီသမီးလေးယုံကြည်ခြင်းမပါဘူးနော်ဇိုင်ရပ်ရဲ့ယုံကြည်ခြင်းကိုတော်လက်လေးတင်ပေးလိုက်ရင်ငါသမီးမသေးတော့ဘူးကြမ်းမှသွားမယ်ဒီယုံကြည်ခြင်းဟာဒီနေ့ကျွန်တော်တို့ဘုရားကအလိုရှိတာဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ခုနပြောတဲ့အရာဒီအားလုံးထဲမှာယုံကြည်ခြင်းတစ်ခုသာရှိပါလို့ပြောတဲ့အခါမှာကျွန်တော်တို့ဒီနေ့ခရိယာန်ဖြစ်ပြီးတော့မှခရိဟာန်မြတ်မဖြစ်ဘူးရန်ကျွန်တော်ပြောချင်တာခရိယာန်၃မျိုးရှိတယ်လို့အရင်တစ်ခါလဲကျွန်တော်ပြောပြီးပြီလားမသိဘူးကျွန်တော်တရားဟောချက်ထဲမှာခရိယာန်၃မျိုးရှိတယ်အဲ့ဒီလိုထဲမှာကျွန်တော်ကတကယ်ယုံကြည်တော့အစစ်မှန်ပေါ့နော်အတုမဖြစ်ဘဲနဲ့အစစ်ဖြစ်ဖို့ရန်ကျွန်တော်တို့အဲ့ဒီလိုပြောချင်တာဖြစ်တယ်ချစ်တော်ဓမ္မမိတ်ဆွေများဇိုင်ရပ်ရဲ့ယုံကြည်ခြင်းအဖြစ်သေတော်သမီးပြန်လဲထမြောက်ခဲ့တာကိုကျွန်တော်တွေ့ရတယ်လို့ဒီနေရာမှာလည်းပဲကျွန်တော်ဆက်နေသွေးတော်နဲ့မိန်းမရဲ့ယုံကြည်ခြင်းကလည်းဘယ်လောက်အံ့ဩစရာကောင်းလဲဆိုတော့အဝတ်ပပွားလေးတူးလိုက်တာနဲ့ကျွန်တော်တို့ကချစ်ချင်းဒီမိန်းမရဲ့အနာရောဂါဒီပျောက်ကင်းသွားတာကိုတွေ့တယ်နော်သွေးတော်နဲ့မိန်းမချစ်ချင်းကိုကျမ်းမာတာကိုတွေ့ရတယ်ဒါကြောင့်စိတ်နှလုံးမှန်ကန်ဖို့လိုတယ်ကျွန်တော်စိတ်နှလုံးမှန်ကန်ဖို့အဓိကပဲဒီနေ့ကျွန်တော်စိတ်နှလုံးထဲမှာဇာတိသဘောနဲ့အသက်ရှင်နေရင်ဇာတိအတိရိပ်ရမယ်လို့ပြောတယ်ဇာတိသဘောကျွန်တော်ကရွှေငွေယတနာဥစ္စာပစ္စည်းထဲမှာပဲနေမြို့နေရင်စိတ်တမမှန်မှုဆိုရင်ကျမ်းမာခြင်းရမှာမဟုတ်ဘူးခုနဒီစနေနေ့တွေးတော်နေမိန်းမကသူ့စိတ်ထဲမှာအဝတ်လေးတူးလိုက်ရင်တော့ငါကျမ်းမာမယ်ဆိုတဲ့သူ့ရဲ့စိတ်ထားမှန်ကန်မှုနဲ့လူကြားထဲမှာတွားပြီးတော့တူးလိုက်တယ်အဲ့ဒီချိန်မှာတူးတဲ့ချိန်မှာခရစ်တော်အတော်မှဒီကောင်မပဲလို့မပြောနိုင်ဘူးတကူထွက်တဲ့ခါကျမှငါ့ကိုတူးတဲ့လူတယောက်ရှိတယ်အဲ့လိုပေါ့ဆိုလိုတာကဘာလဲစိတ်ထားမှန်ကန်တဲ့ဒီစနေနေ့တွေးတော်နဲ့မိန်းမဟာအနာရောဂါပျောက်ပြီးတော့မှကိုတော်တိလာတဲ့ခါမှာငါသမီးမဆူရင်နဲ့တင်းယုံကြည်ခြင်းအဖြစ်တင်းအနာရောဂါငြိမ်းပြီလို့အဲ့လိုပြောတာကိုကျွန်တော်တွေ့ရတယ်ဒါကြောင့်ချစ်တော်ဓမ္မမိတ်ဆွေများယုံကြည်ခြင်းစိတ်ဓာတ်မှန်ကန်မှုကိုယုံကြည်ခြင်းဟာခဏတစ်ဖြုတ်ပဲလားကျွန်တော်ကတကယ်ယုံကြည်ခြင်းစစ်မှန်တဲ့ယုံကြည်ခြင်းလားဆိုတာကိုကျွန်တော်ဝင်ငါခြင်းတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီနေရာမှာလဲတခါဓမ္မတိထဲမှာကျွန်တော်ဗာပြောချင်သေးလဲဆိုတော့ကျွန်တော်ယောဟန်ခန်းကြီး7အငယ်7ကနေ14-15ကြည့်လို့ရှိရင်ဘီသနီယောမှာခရစ်တော်ဘီသနီယောမှာအိတ်နီကြတဲနီကြအိမ်ကမာတနဲ့လာဇုတို့ဘောနော်ညီကိုမောင်နှမမာကြီးမာတတို့လာဇုတို့သူတို့နေတဲ့နေရာဖြစ်တယ်တနည်းကြတဲ့အခါမှာလာဇရုကနာပြီးတော့မှကိုတော်ခေါ်ခိုင်းတာကိုတော်ချစ်ချင်းမကြွဘူးပေါ့ဒါကြောင့်မလို့အဲ့ဒီရာဇုကတေသွားတယ်တေပြီးတော့မှ3 ရက်လောက်ကြာမှကဲငါတို့သွားကြစို့ရာဇုအိတ်နေပြီသွားပြီးတော့နိုးရအောင်ဆိုပြီးတော့မှတပည့်အဒီနဲ့သွားကြတဲ့အချိန်မှာကိုတော်ကဘာပြောလဲဆိုတော့
ငါအဲ့ဒီနေရာမှာရှိရင်လာစုမသိဘူးဆိုတာသူသိတယ်သူမာတာတော့ကလည်းပဲကိုတော်ရှိတဲ့ကျွန်တော်မောင်လေးမသိပါဘူးနှုတ်နဲ့ဝန်ခံတယ်မသိပါဘူးဆိုတော့သိတယ်ဒါမဲ့ကိုတော်ဘာပြောလဲငါရှိရင်တော့ဒီကောင်တွေမသိဘူးဒီကောင်မသိဘူးသို့တော်လည်းပဲငါမရှိတာကိုထောက်ပြီးတော့မှဒီကလေးဒီလာစုသိတဲ့အတွက်ငါဝမ်းသာတယ်တဲ့ဘာလဲဆိုတော့ကြည်နေတဲ့လူတွေရဲ့အသက်တာမှာပူပြီးတော့မှဘယ်လိုခေါ်မလဲကျွန်တော်တို့ယုံကြည်ခြင်းတူးတက်ဖို့အတွက်ဖြစ်တယ်ဆိုတဲ့သဘောကိုကျွန်တော်တို့၄ရက်မြောက်ရှိပြီတဲ့ဘယ်နေရာမှာတကြူထားလဲလားကျွန်တော်နဲ့သွားမယ်ဆိုပြီးတော့မှပိတ်ထားတဲ့ကြောက်တုံးကိုခေါ်ပြီးတော့မှပေါ်ပြီးတော့မှထွက်ခဲ့လာစုထွက်ခဲ့ဆိုတဲ့ခါထွက်လာတယ်ဒါတွေကအားလုံးသိတဲ့အတွက်ကြောင့်ကျွန်တော်မပြောတော့ပြောချင်တာကယေရှုကသေပြီးသားလို့လည်းထမြောက်စီနိုင်တယ်အရာရာအားလုံးကိုသတ်ဆွမ်းနိုင်တော့ဘုရားဖြစ်တယ်ယုံကြည်ခြင်းရှိရင်မာယိမာတတို့ရဲ့ယုံကြည်ခြင်းဘယ်လောက်ပြင်းထန်တယ်လဲကိုရောရှိရင်ကျွန်တော်မောင်လေးမသိဘူးဒါကြောင့်အခုသိနေပြီကိုရော၄ရက်ရှိပြီနာလိမ့်မယ်ဒါပေမဲ့ငါဒီထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်တယ်လို့ဆိုတဲ့အခါမှာဘာပဲဖြစ်ဖြစ်ပေါ့သူတို့က complain တွေပဲတက်ချင်တာရှိတာပေါ့ဒါပေမဲ့လို့လိုက်တော့မယ်တွားပြီးတော့မှတွားကြည့်ရအောင်ဆိုတဲ့အခါမှာလာစုခါမထွက်လာတယ်လေခေါ်လာခဲ့တဲ့အခါမှာချက်ချင်းထသွားတယ်ထမြောက်ခြင်းအကြောင်းကိုပေါ်လွင်စီခြင်းလို့သိခြင်းလို့သိခြင်းမှထမြောက်ခြင်းအကြောင်းကိုခရစ်တော်ကရှိတဲ့လူတွေကိုပြလိုက်တာဖြစ်တယ်ဆိုတာကိုဒီနေ့ယုံကြည်ခြင်းခိုင်မာတာယုံကြည်ခြင်းမှန်ကန်မှုစိတ်ထားမှန်ကန်တဲ့မာယိမာတတို့ရဲ့အသက်တာကိုကျွန်တော်ပြောချင်တာဖြစ်တယ်ကဲချစ်တော်ဓမ္မဆိုရင်တမန်တော်ကြီးရှင်ပေါလုဘာလို့သေးလဲဆိုတာကြည့်ရအောင်တမန်တော်ကြီးရှင်ပေါလုတမန်တော်ခန်းကြီး14အငယ်8ကနေကိုကြည့်လို့ရှိရင်ဘာလဲဆိုတော့အမိဝန်ထဲမှာချီမစွမ်းတော့သူတကျင်းတစ်ခါမြလမ်းမတော်ဘူးတော့သူတယောက်ရှင်ပေါလုနဲ့တွေ့တယ်ရှင်ပေါလုနဲ့တွေ့တယ်တကျင်းတစ်ခါမှလမ်းမတော်ဘူးအမိဝန်ထဲမှာမွေးကြတဲ့ကွာတခါမှမတော်ဘူးဒီလူနာကိုကြည့်တဲ့အခါမှာဒီလူနာဟာကျွန်တော်တို့ဒီဘုရားကျောင်းအဝင်ပေါက်ပေါ့နော်ကျွန်တော်တို့ကဘယ်လိုခေါ်မလဲကနပြင်းဘုရားကျောင်းရှိမှာတောင်းရန်မှုရန်ထားကြတာပေါ့သူလည်းအဲ့ဒီလိုပဲယေရှုရှင်ပေါလုတို့နဲ့တွေ့တဲ့အခါမှာတောင်းရန်တာပေါ့ရှင်ပေါလုကတီချာကြည့်ပြီးတော့မှသူ့ရဲ့ယုံကြည်ခြင်းကိုမြင်လိုက်တယ်သူ့ရဲ့ယုံကြည်ခြင်းကိုမြင်တဲ့အခါမှာပျောက်နိုင်တယ်ဆိုတဲ့အနိထားကိုတွေးလိုက်တယ်ဆိုလိုတာကဒီချီမစွမ်းတဲ့လူဟာခြေထောက်ရှိတယ်အကုန်လုံးခမရတို့ကျွန်တော်လူပဲချီမစွမ်းတာပဲရှိတယ်အကုန်အင်္ဂါဆုံးတယ်စီးပညာအရာမျောလင့်ချက်မရှိတော့ဘူးစီးပညာအရာမျောလင့်ချက်မရှိတော့တမတော်ကြီးမောင်ဖြူများလားမသိဘူးမျောလင့်ချက်မရှိဘူးဆိုထားခဲ့တဲ့လူပြောချင်တာကဒီအမေဝန်ထဲမှာတခါမှလည်းမတော်ဘူးဆရာဝန်တွေကလည်းဒီလူဟာဘာမှမျောလင့်ချက်မရှိတော့ဘူးသူ့ဘဝမှာလုံးဝမျောလင့်ချက်ကဲမဲ့သွားတဲ့အချိန်ပေါလုနဲ့တွေ့တဲ့ခါမှာပေါလုတီချာကြည့်ပြီးတော့မှပေါလုတီချာကြည့်ပြီးတော့မှသူ့ရဲ့ယုံကြည်ခြင်းကိုတရားဟောလိုက်သေးတယ်ကဲတင်ချင်းတရားဟောတဲ့ခါမှာသူ့ရဲ့ယုံကြည်ခြင်းကိုပေါလုမြင်တဲ့ခါမှာထပြီးလမ်းလျှောက်ပါလို့အမိန့်ပေးလိုက်တဲ့ခါမှာထပြီးလမ်းလျှောက်ပြီးမှတ်တတ်ထားတယ်အဲ့ဒါကြောင့်မို့လို့ဒီကျွန်တော်တို့ကြားလိုက်တဲ့ကဲတင်ချင်းတောင်ပေါ်ဒီသနာကြားလိုက်တဲ့ချိန်မှာပေါလုပြောတဲ့စကားကိုဒီချီမစွမ်းတဲ့လူကကြားလိုက်တဲ့ခါမှာချစ်ချင်းထပြီးတော့မှလမ်းလျှောက်တာကိုတွေ့ရတယ်ချစ်တော်ဓမ္မမိတ်ဆွေများယုံကြည်ခြင်းတာလျင်ကျွန်တော်တို့ဒီနေ့အသက်တာမှာအသက်ရှင်ခြင်းဖြစ်တယ်ဆိုတာပြောချင်တာဖြစ်တယ်ဒီနေ့ကျွန်တော်လောကကြီးထဲမှာဒုက္ခဆင်းရဲအမျိုးမျိုးတနိုင်ငံနဲ့တနိုင်ငံစစ်ဖြစ်တယ်ဟာလားတရင်ကောင်းတစ်ခုမှမကြဘူးစာဝနီချက်တဲ့တယ်ဟာလားလူငယ်တွေဆိုအင်္ဂါနီထွက်သွားကြတဲ့ကျွန်တော်တို့စူးရင်ရတယ်မိဘတွေကဒီကလူငယ်တွေတားတွေသမီးတွေမတိပြီမဲ့လို့ခင်ဗျားတို့အင်္ဂါနီထွက်လာကြတဲ့ပြန်မရောက်မချင်းမိဘတွေကရင်လေးတယ်စူးရင်တယ်ဒီကာလဒီလိုပဲဒါကြောင့်ဒီလူထဲကနေပြီးကျွန်တော်ဘယ်လိုအောင်မြင်ရမလဲဆိုတော့ခုနပြောသလိုပေါ့ယုံကြည်ခြင်းတစ်ခုတာရှိလို့ဆိုတော့ကျွန်တော်ယုံကြည်ခြင်းဒီချီမစွမ်းတဲ့လူ
မိအဝန်းဝန်းထဲမှာလဲဝန်းအမိဝန်းထဲကလေးကိုချီမစွမ်းဘူးမွေးလာတော့လဲလမ်းမသွားနိုင်ဘူးပေါလုနဲ့တွေ့တော့မှထပြီးလမ်းလျှောက်ပေါလုကတရားဒေသနာဟောလိုက်တာကို तू ကယုံကြည်ပြီးတော့မှနားထောင်ပြီးတော့မှပျောက်သွားနိုင်လောက်တဲ့ယုံကြည်ခြင်းကိုတွေ့တဲ့အခါမှာပေါလုကထပြီးလမ်းလျှောက်ပါလို့ပြောတော့ကျွန်တော်ထလမ်းလျှောက်တယ်ကျွန်တော်အဲ့ဒီလိုပဲဒီတမန်တော်ထဲမှာကျွန်တော်နှစ်ခုရှိတယ်နော်နှစ်ခုရှိတယ်နှစ်ခါရှိတယ်အဲ့ဒီအမိဝန်းထဲမှာချီမစွမ်းတဲ့လူတမန်တော်သုံးနှစ်ကနေပြီးတော့မှရှစ်အထိကြည့်ရင်လည်းပဲအဲ့ဒီမှာဘယ်သူဒီလောက်တာလဲဆိုတော့ပီတရုနဲ့ယောဟန်လောက်တာဖြစ်တယ်ဟိုကစောစောပြောတဲ့ဟာကပေါလုလောက်တာဖြစ်တယ်ဒါကြောင့်ဒီပုဂ္ဂိုလ်ရဲ့အထဲမှာတကူးရှိတယ်ဆိုတာကိုကျွန်တော်သိစေခြင်းတယ်ယုံကြည်တူတိုက်မှာတကူးရှိတယ်ကျွန်တော်တို့လည်းပဲဘာကောင်မှမဟုတ်ဘူးနော်ဘာကောင်မှမဟုတ်ပြီမဲ့ဖခင်ကအသုံးပြုတဲ့အခါမှာနတ်ဆုတဲ့အများကြီးကျွန်တော်နင်ထုတ်တယ်မယုံမရှိနဲ့နတ်ဆုတွေယေရှုနာမ၌ထွက်ဆိုကျွန်တော်ကတကယ်အများကြီးပဲအများကြီးပဲအနာရောဂါတွေလည်းအများကြီးကင်ဆာတမနုကင်ဆာတွေဆိုရင်ယေရှုနာမ၌ထွက်ဆိုတော့ခါလေပြီးပေါက်သွားပြီးတော့မှပြည်ဒီပိုင်ယူပြီးတော့မှပျောက်သွားတယ်ကောင်းသွားတယ်လူကောင်းဖြစ်သွားတယ်တိုင်ထဲမှာပရိသရိဆွဲယူနေတယ်တိုင်ထဲမှာဆိုတာကကျွန်တော်တို့ဘယ်လိုခေါ်မလဲဟိုမာယူမခေါ်မလားဂျီလုံးတရီပေါ့ဂျီလုံးတရီအဲ့ဒါဒီရှိတယ်အလ်ထရာဆောင်းရိုက်တဲ့ခါမှာဒီကခွိုင်းမှရမယ်ဒီရန်ကုန်စီယုံကျွန်တော်တို့ဒီဟိုကျွန်တော်ပီတူစီယုံနာရန်ကုန်စီယုံဘလို့ခေါ်တယ်အဲ့ဒီမှာအထွေထွေယောဂါစီကူးတဲ့စီယုံကြီးမှာလာပြတဲ့ခါမှာမင်းအထဲမှာဟိုဘယ်လိုခေါ်မလဲစပစ်တီတရီပေါ့စပစ်တီတရီရှိတဲ့အတွက်ခွိုင်းမှရမယ်ဆိုကျွန်တော်လည်းဓာတ်မှန်ကြည့်တဲ့ခါမှာတကယ်လို့ခိုင်လိုက်ကြီးအဲ့ဒီတိုင်ထဲမှာယေရှုနာမ၌ပျောက်မယ်လို့ယုံလားယုံတယ်ကဲဆုတောင်းမယ်ဆိုဆုတောင်းပြီးခါလဲဆုတောင်းတဲ့ခါမှာထလာတော့ဆရာကျွန်တော်ပေါ့သွားတယ်တဲ့မင်းပျောက်ပါပြီလို့မင်းမနဲ့ပြန်ဆရာဝန်ကြီးနဲ့ပြန်ပြပါဆိုရန်ကုန်ပြန်လာပြီးတော့မှဆရာဝန်ကြီးနဲ့ပြန်ပြတဲ့ခါမှာဆရာဝန်ကြီးကမရှိတော့ဘူးမင်းဘယ်သူနဲ့တွေ့လဲဘယ်သမားတော်နဲ့တွေ့လဲယေရှုသမားတော်နဲ့တွေ့တယ်ဟာလေလုယာလုံးဝပျောက်ပဲအခုလည်းရှိတယ်နော်ကင်ဆာယောဂါတွေလည်းကြီးစုတော့အကြောင်းဖခင်တခင်အလုတ်လုတ်တဲ့ခါမှာဘာမဆူယုံကြည်ခြင်းအဖြစ်ကြီးစုတော့ကြောင့်အနာယောဂါများစွာငင်းတယ်ကျွန်တော်တို့ကတကယ်ပဲတရွာဝင်တရွာထွက်အနာယောဂါတွေကိုခေါ်ပြီးတော့မှဆုတောင်းပြီးတော့အနာငင်းပြီးမှစာနေပိုင်ဝေချမ်းလုပ်ပေးတယ်အဲ့ဒီလူနဲ့ကျွန်တော်အများကြီးဖခင်ရဲ့ဂျေဇုပြုခြင်းကိုခံရတယ်ကျွန်တော်ဘာမှမဟုတ်ဘူးဖခင်ရဲ့အသုံးပြုတဲ့ခါမှာခုနရှင်ပေါလုတို့ပီတရုတို့ယောဟန်တို့တွေ့တဲ့အတိုင်းပဲပြောင်းလဲမှုတွေအများကြီးရှိတယ်နတ်ဆုတွေလည်းအများကြီးပဲတချို့တွေကနတ်ဆုတွေဟာလဲဆရာကျွန်တော်မကောင်းဘူးဘယ်လိုပါညာဟာလဲလက်တင်လိုက်ရင်ဘိုင်းစုပြလဲပြီးတော့မှစိတ်တင်get outအမင်းပေးလိုက်တာတကယ်ပဲတုံကြီးနဲ့ထွက်တော်ပြီးတော့မှထသွားတဲ့အကောင်အဲ့ဒီလူအများကြီးနတ်ဆုနတ်ပူတဲ့လူတွေအများကြီးရှိတယ်နတ်ကူးကွယ်တဲ့လူတွေဖြစ်တယ်လို့နေရာတိုင်းရွာတိုင်းမှာဟိုဟာတွေရှိတယ်နတ်ပူတွေရှိတယ်ကျွန်တော်တွားလိုက်ရင်အဲ့ဒီပဲလာကြတယ်။အော်ယေရှုလာတယ်။ကျွန်တော်တို့ကိုယေရှုလာတယ်ယေရှုဖွဲ့လာတယ်ဆိုပြောအဲ့ဒီလူကိုပြောတယ်။ကျွန်တော်ကဆက်လီနဲ့တွားတရွာဝင်တရွာထွက်ဝီချမ်းကြီးတွေလှုပ်ရင်းနဲ့ကျွန်တော်ဆန်နေပါဒီ10အိတ်ပါရင်10အိတ်လုံးကိုထားတယ်။လူနာတွားခေါ်ဆူတောင်းပေးမယ်တရားဒေသနာဝင်ငတ်တယ်ဆူတောင်းပေးတယ်အနာရောဂါငင်းချင်းအမှုပြုတ်သွားတဲ့ခါမှာဆန်နေပါဝေးတယ်။ပြောချင်တာကရှင်ပေါလုတို့ပီတရုတို့ယောဟန်တို့လုပ်တဲ့အလုပ်ဟာသူတို့ထွင်ထားတာမဟုတ်ဘူးဖခင်ရဲ့တကူတော်ကြောင့်အဲ့ဒီလိုဖြစ်တယ်ကျွန်တော်လည်းဘာမှမဟုတ်တဲ့လူကိုဖခင်အသုံးပြုတဲ့အခါမှာအနာရောဂါအများကြီးပျောက်ကင်းသွားတာရှိကျွန်တော်နာမည်စီးရင်နဲ့ယွာနဲ့အသက်ပိုက်ချတဲ့တောင်ကျွန်တော်စီးရင်ထဲမှာရှိ more than 3000ကျွန်တော်ရည်ထားတာရှိပူပြီးတော့မှဒီထက်များတဲ့စီးရင်တွေလည်းရှိတယ်စီးရင်ဆိုတာမမတ်တော့တဲ့လူနာပျောက်သွားတာတွေရှိတယ်ဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့ကျွန်တော်ရဲ့ယုံကြည်ခြင်းအပေါ်မှာဘုရားအလုပ်လုပ်တယ်ဆိုတာကိုကျွန်တော်ပြောချင်တာဖြစ်တယ်ခုနတမန်တော်3နှစ်ရှစ်ကိုကြည့်တဲ့အခါမှာအမိဝန်းထဲကပဲသူလေအမိဝန်းထဲမှာချီမစွမ်းသောလူတယောက်ပီတရုနဲ့ယောဟန်နဲ့တွေ့တဲ့အခါမှာသူတို့ဗိမာန်တော်ရှိမှအခွန်ခံကဲ့သို့ပေါ့နော်လာတဲ့လူတိုင်းကို
Pira, Lare Ludaisian Tona. Suro Pitune Johan La Biroma, Eilua, Tony de Hama, Pitua. New, Naroma showing when she will see that payment subiroma. 80 by night and no tongue down 12 lamela, not tongue tan la, the tongue tan la look 10 on 10 lame elua. Peter Udo Johan or Erama Pau, Naroma showing when she will see that payment. Nazremio Taji Sunam like Pialo Sude Talo Sude Hama, to Le Pialine. She jo highlight the Hama, Gong Biro, Lanto Biroma, Bateman or Tema, Kalia Conlet. One daughter Suda, which on chance at him, 2 Peter do it, Eradi, which you know, big bit of a chat, the women pure. She don't miss with me. Me gong by an in it. General hat, the cave, Piata can bell out, call me at Lesura, which you know, do ya. Ni gong by my bapioch in Lesuro. Huna General Piata can ye. Piata can Kusa do to Mimi Kusa ya Pisido to ye at the Tama. Lue. Min nama side of a pancake of pissy. Ni puyen doma, ni pu mamatida. You know the loga jima. Kuna Gongzinung Yijimi de, Waiji Keke, Waiji Keke, Bama, Jono, Luxasia, Le Mashi de Hama, Emma Dama Hanzade, Dabime, Payada can I second de Hama, Jonua, Dini, Gongzinung Jimi and Ale, Chilo Jima Madibu, hallelujah. Mangapu ni dice the mensaniare. Era di Uchi de Hama. Mimi Kusaya Pisido to the Gong Chimlinga Ha Ado to Pite. Dini Jono Kusa do Piarakan, me who Kusa Jin Apien. Dini Gongzinung Jimmy Mu Lokaran Diatema Senya Kaya Muku Jono Dini Suyeng Biroma, Jiao Yun Buma Ho Pene Jonora Gong Ji Hayama Pite. Ngatlo Mangalo Mobu, Ngate, Ngat Mamatibu, Pasamashibu, Dame Mashi Mangu Matibu, Mashi de Poma Jono. At the machine boo. Mashi de Poma Mangi to a bene, Jonora. Pisia, she that pay that she that pay like day, she that loo like day, she that sebutable pay like the Eddie Hardy at Jonoroku Nisin, Juimuni, hallelujah. Dajang Jonoro, Jung Chi Chintalian Jone Omian Chimpite. Loka Jidema, Omian Daddy sheet the loo. Loka ku Omian do to her, Huna Jono Pio the loo. Ji Shuma the bar. Loka ku online do to Mashi Woode, Jonorokuna. Yabita Pit. Ji shudi Camedo Siloto Mudo Tapit the Ho Jung Chido to Matapa, a bear to the Lokaku all night and need the your hanjing Atema. Ji Shuma the Baton of Kuzaya Mashibu, Ji Shuku Lekan Jung Chido to a duet, Lokaku on Chin Laha, the Lantalamashi, hallelujah. She daughter Mame so mea dini Jono Jung Chi to mea, who are paging Made. Lokaku on Buyan, Dini Doka Senye. A mio teani on me buoyan to it. Paya the Kenya, ni upadi that Talian, Jono Lumio Yapide. Say Yedoka, Miai Shibade. Da Melo, Jono A. Say Yedokati and Lucy do Pia. The Kenji Shupia Pide. Say Taman Cambule Luade. Jono, the Mazas when Parama song. A hanti second. Say Chow Kuchida Hamajono Bata Bocha Lesuro. Ngadi itila buchi do ipia taken gongken buchi asien tower pia I nama do paliet tenshi do ngala I Dawi at the tachilo shi no Dawi ne Goliath tai male Goliath ka ni daini yet pong lise no te yen ye mobuno yet pong lise sing kode da itila si buchi di ta achi au biro bama malo nai mu malo nai do lebe Payada can lu Dawi do John Valley la Bidoma, Amele. Nadoga, Damio, Gayuma Saibu, Damio Lara, no? Dali Miasu Bidoma, Dawi, Tor Bidoma, Goliaku, Tor Bidoma, Leven Pieta, Alung Ti Pita Pite. Era Balesuro, Jonoro, Tara Pia Nama do Palia Tenshi do Ngala, hallelujah. Jonoro, Nalung Tarema, Edilu, Ati Tiari, Edilu Jung Chi Chin Si Jine. The case we in Goliath ne Dawia the chassis be Hana Kuo Bayo Nabanta Chamesuin, Naide bit long cheese we know Dawi Pekaro Yama Mobu, Dilube Pimawe, Dotole to Tema Bashile, Tara Pia Nama Palia Nala de Sudes Galunga, Jono take the Bojade.
ကျွန်တော်တို့စိတ်နေသဘောထားလဲအဲ့ဒီလိုကျွန်တော်တို့သိရှိနိုင်မှုပေါ့နော်ရှိနိုင်မှုရန်ကျွန်တော်သိသဘောကျတယ်နောက်ဆုံးအနေနဲ့ကျွန်တော်ဗာပြောချင်လဲဆိုလို့ရှိရင်တမန်တော်ခန်းကြီးနေ့25မှာထူတို့အကြောင်းအကြောင်းပြုလျက်ဒါဝိမင်းကငါဒီထာဝရဘုရားကိုအစင်မျက်မှောက်ပြုပါ၏ဒါဝိကဘာပြောလဲငါဒီထာဝရဘုရားကိုအစင်မျက်မှောက်ပြုတယ်တဲ့ကြောခိုင်းတယ်လို့မပြောဘူးနော်မျက်မှောက်ပြုတယ်ဆိုတော့ဘုရားတကယ်နဲ့မျက်နှာချင်းဆက်အမြဲတမ်းရှိနေတဲ့အခါမှာဒါဝိထဲမှာဘာရှိလဲအစွမ်းတတိတူးလာတယ်ခုနကလေးကဘာလဲချီမစွမ်းဘူးလို့ပြောတယ်ချီမစွမ်းတာပညာရှင်တွေလည်းမလုပ်နိုင်ဘူးစီယုံကလည်းမလုပ်နိုင်ဘူးဆရာဝန်တွေလည်းလက်မြောက်ထားတယ်လို့လမ်းသွားစရာလုံးဝမျောလင့်ချက်မရှိဘူးခြေတောင်မရှိဘူးလားရှိတယ်ဒါပေမဲ့ခြေဖမှုခြေမျက်စိမှာခြေဖနှောက်မှာအာမရှိဘူးလို့ပြောတယ်အဲ့ဒါကိုပညာရှင်တွေအနေနဲ့ဒါမျောလင့်ချက်မရှိဘူးလို့ပယ်ထားတယ်လို့သို့တော်လည်းပဲဟုတ်လားတမန်တော်ပေါလုရှင်ပေတရုယောဟန်တို့ရဲ့ပြောစကားကိုနားထောင်ပြီးယုံကြည်တဲ့အခါမှာချစ်ချင်းချီဖမှုတို့ဒီအာပိလျက်လမ်းလျှောက်တယ်တဲ့ကျွန်တော်တွေ့ရတယ်လမ်းလျှောက်သွားတယ်ထလျက်ကားလျက်ခုံနဲ့တွာလာတယ်လို့ကျွန်တော်တွေ့ရတဲ့အတွက်ချစ်တော်ဓမ္မမိတ်ဆွေများစိတ်နေစိတ်ထားလဲအမတန်မှအရေးကြီးတယ်ကျွန်တော်အသက်တာမှာကျွန်တော်ရင်ဆိုင်နေရမယ့်အနာဂတ်အများကြီးဒုက္ခဆင်းရဲရှိလိမ့်မယ်ကြောက်စရာလည်းရှိကောင်းရှိမယ်နာစရာတွေလည်းရှိမယ်ဒါပေမဲ့ဖျားကိုကူစားတယ်ဖျားနာမှာပါလျက်သွားမယ်ဖျားကိုမျက်မှောက်ပြုနေမယ်ဆိုရင်ထူဒုက္ခဆင်းရဲတွေဟာအကြီးပျော်သွားလိမ့်မယ်ဆိုတာကိုကျွန်တော်တိုက်တွန်းချင်တယ်ဒီနေရာမှာလည်းပဲကျွန်တော်တို့ဒါဝိကဘာပြောလဲဆိုတော့ဒါဝိကငါဒီထာဝရဘုရားကိုအစီမျက်မှောက်ပြုဤအကြောင်းမူကားငါလက်ကြလက်ဒီငါလက်ကြလက်၌တည်တော်မူဒီဖြစ်၍ငါလှုပ်ရှားခြင်းမရှိတဲ့ဘုရားတခင်ကိုမျက်မှောက်ပြုနေတယ်အမြဲတမ်းမျက်မှောက်ပြုနေတဲ့ခါမှာငါလက်ရလက်၌ဣတကလမ်ခုတတည်နေတယ်တဲ့ဘုရားတခင်ရဲ့ခွန်တကူဘုရားတခင်ခွန်အားဒါကြောင့်သူဘာမှလုပ်စရာမလိုဘူးလို့ပြောတယ်နော်ကျွန်တော်တို့အဲ့ဒီဟာတွေကိုကျွန်တော်သိသဘောကျတယ်ဒါဝိမင်းကငါဒီထာဝရဘုရားကိုအစီမျက်မှောက်ပြုသောကြောင့်မျက်မှောက်ပြု၏တဲ့အကြောင်းမူကားငါလက်ကြလက်၌တည်ရှိနေသောကြောင့်တည်ရှိနေသည်ဖြစ်၍ငါလက်၌တည်ရှိနေသည်ဖြစ်တော်မူသည်ဖြစ်၍ငါဒီလှုပ်ရှားခြင်းမရှိကိုတိုင်လှုပ်ရှားစရာမလိုပါဘူးတဲ့မျက်မှောက်ပြုတော့သူရဲ့ဘဝတက်တာမှာကျွန်တော်တို့အနာဂတ်ဟာအမတန်မှကျွန်တော်တို့ကစိတ်ချမ်းသာစရာကောင်းတယ်လောကကိုအောင်မြင်မှာဖြစ်တဲ့အကြောင်းပြောချင်တာဖြစ်တယ်ဒီနေ့ကျွန်တော်ကြားနေရတဲ့အမျိုးမျိုးပေါ့နော်ခုနပြောသလိုပေါ့တည်င်းစကားဒီနော်ကြောက်စရာကောင်းတယ်စိတ်ချမ်းသာစရာတခုမှမကောင်းဘူးငယ်ငယ်တုန်းကတော့ကျွန်တော်ကြီးလာရင်တော့တော်ကောင်းလာမှာပဲလို့အောက်မိတယ်ကြီးလာလီဆူးလီတည်င်းဒီဆူးလီပတ်စံလဲလူချင်းလာလီရှာလို့လဲမတွေ့အခက်ခဲအမျိုးမျိုးကြုံရတယ်သို့တော်လည်းပဲဒီနေ့ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်အသက်တာမှာကြွယ်ဝသောအသက်တာခံစားဖို့ရန်နီလန်းဟာအဲ့ဒီနီလန်းပဲရှိလောကကိုအောင်ခြင်းအခွင့်ဟာတိယောအခန်းကြီး9အငယ်၄ကြည့်လိုက်ပါလောကကိုအောင်ခြင်းအကြောင်းဒီခရစ်တော်ဘုရားကိုကျွန်တော်တို့မိမိကယ်တင်ရှင်သခင်အနေနဲ့လက်ခံခြင်းမှတပါအဘယ်အရာကဒီလောကကိုအောင်နိုင်တဲ့နည်းတဲ့ယေရှုကပဲအောင်ခြင်းပေးတယ်လောကအထက်မှာအောင်တော့သူတွေရှိမယ်လောကထဲမှာအောင်တယ်ဆိုတာကစီးစိမ်ဥစ္စာကြွယ်ဝတဲ့လူတွေဖြစ်မယ်ဒါမဲ့ထာဝရအသက်အတွက်အောင်ခြင်းမရှိဘူးဒီနေ့ချမ်းသာခြင်းကအပြစ်မဟုတ်တော့လည်းပဲယေရှုမပါဘဲနဲ့ချမ်းသာခြင်းဒီလောကထဲမှာအောင်ခြင်းဖြစ်ပြီးတော့မှလောကကိုအောင်ခြင်းဟာယေရှုထဲအထဲမှာရှိမှတာလျင်လောကကိုအောင်တော့သူဖြစ်မယ်ဒါကြောင့်ချစ်တော်ဓမ္မမိတ်ဆွေများဒီစကားလုံးနှစ်ခုကိုတီချခွဲခြားပြီးတော့မှချမ်းသာဖို့ပဲမရှင်းစားပါနဲ့ကြွယ်ဝဖို့ကြီးတယ်မရှင်းစားပါနဲ့လောကထဲမှာအောင်ခြင်းမဟုတ်ဘဲနဲ့လောကကိုအောင်ခြင်းဒီခရစ်တော်မှတပါအဘယ်သူဒီလောကကိုအောင်နိုင်တဲ့နည်းဆိုတော့ယေရှုရှိသောသားသမီးအရောက်တိုင်းဟာအခက်ခဲကြုံရင်ကြုံမယ်ငါတို့ခရိယန်ဖြစ်လို့ဒုက္ခမရောက်တော့ဘူးမရှိပါဘူးမဖျားတော့ဘူးမနာတော့မအူတော့ဘူးမရှိပါဘူး
လူမာရင်တော့အမေထဲကနေတခါအမေဝန်ထမ်းနေမွေးတေးတခါတေးမယ်တခါမွေးတခါတေးမယ်တရားစီရင်ချင်းခါမယ်ခရိယာနဲ့မဟုတ်တဲ့လူတွေကအဲ့ဒီကြမှာကျွန်တော်ကကွဲကွဲပြားပြားတွေ့ရပါလိမ့်မယ်ကျွန်တော်ဂုဏ်ယူပါတယ်တကယ်ကျွန်တော်ဘဝမှာကျွန်တော်အများကြီးတက်ကြီးရွယ်ဦးတွေကိုလည်းကျွန်တော်ပြောတယ်ခင်ဗျားတို့တနည်းကျန်တရားစီရင်ချင်းခါမယ်ဘာမှကျွန်တော်တို့မှာအပြစ်မရှိဘူးကျွန်တော်တို့မှာအပြစ်မရှိဘူးတဲ့အဖိုးရပွားရည်တွေအပြစ်မရှိတဲ့အတွက်ကျွန်တော်တို့ကငရဲကြဆရာမရှိဘူးတဲ့ကျူးစားပြီးတော့မှကျွန်တော်ကဲတင်ချင်းရမယ်သူတို့ကျူးစားပြီးတော့လှုပ်ယူပြီးတော့ကဲတင်ချင်းရမယ်ဆိုတဲ့အရာပေါ်မှာအလူဒါနသီလဘဝနာအားဖြင့်ကဲတင်ချင်းရမယ်လို့သူခန့်ယူတယ်အဲ့ဒီလိုမဟုတ်ပါဘူးယေရှုမှတပါလောကကိုအောင်နိုင်တော့အရာမရှိပါဘူးဒါကြောင့်ကျွန်တော်တို့ဒီနေ့ချစ်တော်ဓမ္မမိတ်ဆွေများကျမ်းစာကိုအိမ်ရောက်ရင်တော့ meditation time ကမ္မထာထိုင်ချက်ပါအိမ်ရောက်ရင်တိရောအခန်းကြီး9 4 5လားအဲ့ဒါကအရေးကြီးတယ်လောကကိုအောင်ခြင်းဟာ तू ကလွယ်လို့ဘယ်သူမှမအောင်နိုင်ဘူးလို့ပြောတဲ့အတွက်ဒီနေ့ကျွန်တော်ကိုးကွယ်တဲ့ဘုရားဟာတကယ်ပဲစစ်မှန်တဲ့ဘုရားဖြစ်တဲ့အတွက်ကျွန်တော်လူတွေပြောတယ်သူတို့ကနည်းနည်းတန်တရားတစ်ခါတလေရှိတယ်ယေရှုကဟုတ်မဟုတ်ရဲ့လားမမားဘူးမင်းတို့ငါတွန်းတဲ့နာမမားဘူးအမအကန်ယေရှုမှတပတ်ကဲတင်နိုင်တော့နာမတဆုံတစ်ခုမြကောင်းကင်အောင်မြည်ကြီးပေါ်မှာမရှိဘူးစုနေမတော့ခင်ဗျားတို့မမားဘူးကိုးကွယ်ပါထာဝရတက်ရမယ်ဟလာကျွန်တော်တို့ဒီနေ့ထာဝရတက်ရမယ်လို့ပြောပြီးမယ်လို့သူတို့ကထာဝရတက်ဆိုတာမရသေးတဲ့အတွက်နားကိုမလဲသေးဘူးဒီခန္ဓာနဲ့စိတ်ခွဲခွာတဲ့ခါကြမှာသိမယ်အခုကျွန်တော်ပြောတဲ့ဟာပါလဲဆိုတော့တကြီးရွယ်တွေပြောပြီးမယ်လို့သူတို့ကငါတို့အပြစ်မှမရှိဘဲနဲ့ကောင်းကင်နိုင်ငံနိဗ္ဗာန်တော့ရောက်မှာပေါ့တဲ့သူတို့ကနိဗ္ဗာန်လို့ပြောတာကတော့ကျွန်တော်လည်းမမြင်ဘူးကျွန်တော်လည်းမမြင်ဘူးတော့မသိဘူးကျွန်တော်ကတော့ကောင်းကင်နိုင်ငံအကြောင်းပြောတာဒါကြောင့်မလို့ဂျေဇုတော်တက်ကြောင့်သာလျှင်ကျွန်တော်တို့ကကောင်းကင်နိုင်ငံရောက်မယ်လူတွေဖြစ်တယ်မိမိကြိုးစားအားထုတ်လို့လှူနိုင်တားနိုင်လို့လှုပ်ယူလို့ရတာမဟုတ်ဖဲနဲ့ယေရှုဒီခမဲတော်စီလို့တော်မူတော့သားတော်ဖြစ်တယ်လို့ယုံကြည်တော့သူမှတပါအဘယ်သူဒီလောကကိုအောင်တနည်းဆိုတဲ့အရာကိုဒီနေ့အရောက်တိုင်းအိမ်ပြန်ယူသွားဖို့ရန်လက်ဆောင်ပေးပါတယ်အရောက်တိုင်းဖျားရခင်ကောင်းချီးပေးပါစေ